ဒီလူဟာသူစားကိုဒေါ်ဝယ်လာခဲ့တဲ့ပစွန်ထုတ်နှကောင်ရဲ့အမီးတွေမှာဥလေးတွေကတ်နေတာကိုတတိပြူမိသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့သူဟာအဲ့ဒီဥတွေတားပေါက်လာအောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာပဲမိခင်ပစွန်ထုတ်တစ်ကောင်ဟာပက်လက်လန်နေပြီးဒေးအန်ဆဲဆဲထင်နေတာကိုသူတွေ့ရတာကြောင့်ဥတွေကိုမိခင်စီကနေခွဲထုတ်လိုက်ရင်သူတို့ဘာသာတားပေါက်နိုင်မလားဆိုတာသိရအောင်ဂယုတစိုက်နဲ့ဖယ်ရှားလိုက်ပါတယ်။ရအနေနဲ့ချာမှာတော့ကျန်တဲ့ပစွန်ထုတ်တစ်ကောင်လည်းထပ်မံတည်ဆုံးသွားခဲ့ပါတယ်။သူကအဲ့ဒီပစွန်ထုတ်ရဲ့ဥတွေကိုဖယ်ရှားလိုက်တဲ့အခါမှာပထမတော့ကဥတွေထက်ပိုပြီးအယောင်ရင့်နေတာကိုတွေ့ရပါတယ်။သူကဥတွေအလုံးကိုပြုစုဆောင်ရှောက်ဖို့စ조사ခဲ့ပေမဲ့မကြခင်မှာပဲဥအတော်များများဟာမှုဆွဲတာမျိုးတွေဖြစ်လာပြီးဒါမပေါက်နိုင်တော့ပဲဖြစ်စည်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပြဿနာကဥတွေဟာလုံလောက်တဲ့အောက်ဆီဂျင်မရရှိတာကြောင့်ဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။အော်မာဖုံလို့မိခင်ပစွန်တွေဟာအောက်ဆီဂျင်ရရှိဖို့နဲ့ဥတွေတန်ရှင်းနေစေဖို့အတွက်သူတို့ရဲ့ဥတွေကိုအမြဲတမ်းရက်ခဲ့ပေးလိမ့်ရှိတာပါ။ဒါကြောင့်သူဟာကြန့်ရှိနေတဲ့ဥတွေကိုတီးတန့်ကန်တစ်ခုတည်းကိုရွှေ့ပြောင်းလိုက်ပြီးရေလွှဲပတ်မှုကောင်းစေဖို့အတွက်အောက်ဆီဂျင်စက်တစ်ခုကိုတက်ဆင်ပေးလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ဥတွေဟာနောက်ဆုံးမှစတင်ပြီးတားပေါက်လာခဲ့ပါပြီ။တီးငယ်တဲ့မျက်လုံးလေးတွေနဲ့ခြေထောက်လေးတွေကိုမြင်တွေ့လာရပါတယ်။မကြခင်မှာပဲသူတို့ရဲ့အခွင့်တွေဟာအနီးရောက်လာသည့်အပြားရောင်ကိုတဖြည်းဖြည်းပြောင်းလဲသွားခဲ့ပြီးအစားတွေစားတာသူတို့ရဲ့မောင်နှမအချင်းချင်းစနောက်ပြီးတိုက်ခိုက်တာတွေကိုပါလှုပ်ဆောင်လာကြပါတော့တယ်။